ပါကျွန်တော်နိုင်ငံတော်ဘုတ်ကုမ္ပဏီကလက်ချင်းပြောင်းဖြစ်ပါတယ်ဒီလက်တော်ထိုင်းမှာဖြစ်နေတဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြန်မာလူမျိုးတွေအခြေခံအလုပ်သမားပေါ့နော် blue collar job blue collar job ခေါ်တယ်ဒီ immigrant လက်လုပ်သမားတွေပတ်သက်တဲ့စာအုပ်တွေဗီဇာတွေအဲ့ဒီနေထိုင်ဝင်ပေါ့နော်အလုပ်လုပ်ရဝင်အဲ့ဒီဟာတွေအကုန်လုံးကိုကျွန်တော်တီးလောက်လေး sharing လုပ်ပေးသွားမယ်တချို့ကလေးတွေမသိဘူး place ပါဆိုကြောက်နေတာဖြစ်တဲ့အတွက်တချို့အရာလေးတွေတီးထားတဲ့အရာလေးတွေကျွန်တော်ပြောပြပေးပါမယ်ဒါတော့ကျွန်တော် passport စာအုပ်ပေါ့နော်မြန်မာနိုင်ငံသားတွေတခြားနိုင်ငံသွားဖို့အတွက်နိုင်ငံကူးလက်မှတ်ပေါ့ထုတ်ပြီးတယ်ဒါတရားဝင်ရခဲ့တဲ့လက်မှတ်ထိုင်းမှာဆိုရင်ကျွန်တော်တို့ကဒီလိုစာအုပ်နှစ်အုပ်ပေါ့နော်ဒီကတရားဝင် official passport စာအုပ်ရှိမယ် CI ဆိုတဲ့အစိမ်းအောင်စာအုပ်လေးတစ်အုပ်ရှိမယ်နောက်ပြီးရင် work permit တမားလေးဆိုပန်းရောင်ကဲကန်ရမယ်ပေါ့နော်CI ကိုကျွန်တော်ရှင်းပြရင် CI ဆိုတော့ certificate of identification လို့ခေါ်တယ်မြည်သူမျိုးဘာဖြစ်ကြောင်းထောက်ခံချက်စာအုပ်ပေါ့အဲ့ဒီကောင်ကမြန်မာနဲ့ထိုင်းနဲ့နိုင်ငံလေးကိုပဲသွားလို့လာလို့ရတယ်တရားဝင်ပေါ်လန်းလေးနဲ့ပြည်ပြည်ထားလို့ကန်လို့သွားလို့လာလို့ရအောင်ဒီကြထုတ်ပေးတာပေါ့နော်ဒီ passport ကင်ထားရင်တော့ထိုင်းနိုင်ငံလုံးကြိုက်တဲ့နေရာသွားလို့ရတယ်လို့ဒီကဘာလုံးသွားလို့ရတယ် passport ရှိကြရင်တော့သွားလို့မရဘူး passport ထဲမှာကျွန်တော်တို့ကဒီ visa လို့ခေါ်တဲ့ဒီ visa လို့ခေါ်တဲ့အရာသူ့နိုင်ငံကနေဒီနိုင်ငံမှာတရားဝင်နေထိုင်ခွင့်ပြုထားတဲ့အထောက်အထားတစ်ခုရှိမှသာဒီနိုင်ငံမှာတရားဝင်နေထိုင်ခွင့်ရှိမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီ passport အကြောင်းကျွန်တော်ရှင်းပြရင်ဒီဟာကကျွန်တော်တို့ bio page လို့ခေါ်ပါတယ်ပြင်ပလူတယောက်ရဲ့ data အချက်အလက်တွေပေးရတဲ့စာမျက်နှာ bio page လို့ခေါ်ပါတယ်ဒီထဲကဟာတွေကvisa page လို့ခေါ်ပါတယ်เนาะအဲ့ဒါလေးလည်းတည်ထားဖို့လိုပါတယ်ကျွန်တော်တို့ပြတဲ့အခါမှာကျွန်တော်တို့ bio page ကိုထုတ်ပြမယ်ကျွန်တော်တို့ရဲ့လက်ရှိနောက်ဆုံးရရှိတဲ့ visa ကိုပြမယ်ဒါဆိုရင်ကျွန်တော်တို့ကဒီနိုင်ငံမှာတရားဝင်နေထိုင်နေဆိုတဲ့ဟာတို့ရပါပြီ okay အဲ့တော့ကျွန်တော်ခုနပြောသလိုပဲတခြား education visa တွေbusiness visa တွေကျွန်တော်မပြောဘူးကျွန်တော်တို့အခြေခံအလုပ်သမား visa ကင်ထားတဲ့ non-LE လို့ခေါ်တဲ့ non-LE visa ကင်ထားတဲ့လူအခြေခံအလုပ်သမားတွေအကြောင်းကျွန်တော်ပြပါမယ်ပထမဆုံးကျွန်တော်တို့အခြေခံအလုပ်သမား visa ကဘယ်ကနေစရလဲဆိုတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာအလုပ်လုပ်ခွင့်စပေးရတယ်စရတယ်သူက visa ကနောက်မှရတယ်အခြေခံအလုပ်သမားကနေထိုင်ခွင့် sorry နေထိုင်ခွင့်ကနောက်မှရတယ် visa ဆိုတာနေထိုင်ခွင့်ပေါ့နေထိုင်ခွင့်ကနောက်မှရတယ်လုပ်လုပ်ကံခွင့်အရင်ပေးတယ်အဲ့တော့သူကဘယ်သူတွေကိုပေးလဲဆိုတော့အကြောင်းမျိုးနဲ့ထိုင်းနိုင်ငံတွေကိုအော်လန်နေပဲလာတယ်ဖြစ်တရားဝင်ဝင်แล้วဖြစ်ထိုင်းနိုင်ငံမှာ overstay ဖြစ်ပြီးတော့နေထိုင်ပြီးတော့ဆက်လက်လုပ်ကံနေတဲ့အလုပ်သမားတွေကိုထိုင်းဆိုရကနေပြီးတော့တရားဝင်လုပ်လုပ်ကံခွင့်ကိုအခြေခံအထူးသတ်မှတ်ပြီးသူတို့ဖွင့်ပေးတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကအလုပ်လုပ်ကံခွင့်လုပ်ရတယ်ဒီလိုလုပ်ခွင့်လုပ်တဲ့အခါမှာကျွန်တော်တို့ကပထမဆုံးတစ်ခေတ်ပေါ့ sorry အလုပ်ရှင်မရှိတဲ့လူတွေကအလုပ်ရှင်အငှားတယ်ကျွန်တော်တို့က work permit တွေလုပ်ကြရတယ်အဲ့တော့တကယ် work permit process ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ကဒီ work permit ရသွားပြီပေါ့နော်အဲ့တော့ကျွန်တော် work permit process ကတော့နောက်မှဒီကြရှင်းပြမယ်အဲ့တော့ကျွန်တော်တို့ကအလုပ်လုပ်ကံခွင့်ရသွားပြီလုပ်လုပ်ကံရသွားတဲ့ process ပြီးသွားရင်ဒီရပေါ့ဒါအလုပ်လုပ်ကံခွင့်ခေါ်တယ်ဒီစာရွက် by movement လို့ခေါ်ဒါရသွားပြီဒါရသွားပြီဆိုကျွန်တော်တို့ကတရားဝင်လုပ်လုပ်ခွင့်ရှိသွားပြီအဲ့တော့ဒီရရသွားပြီဖြစ်တဲ့အတွက်လည်းကျွန်တော်တို့ကိုအလုပ်လုပ်ခွင့်ပေးထားပြီဖြစ်တဲ့အတွက်ကျွန်တော်နေထိုင်ခွင့်ကိုထပ်ပေးတယ်အဲ့တော့ဒီရရသွားရင်ကျွန်တော်နေထိုင်ခွင့်စာအုပ်ထဲမှာထည့်တယ်အဲ့တော့ကျွန်တော်တို့ကတွဲကံရမယ်နှစ်ခုကအလုပ်လုပ်ကံခွင့်လိုတယ်နေထိုင်ခွင့်လိုအဲ့ဒီမှာမှကျွန်တော်တို့ကအလုပ်လုပ်ကံခွင့်ကကိုတကယ်အလုပ်လုပ်တဲ့နေရာမှာလားကိုတကယ်အလုံးမလုပ်ခင်တဲ့ဒီတိုင်းနေရတကယ်တမ်းတော့ကျွန်တော်တို့ကအလုံးလုံးကန်ခွင့်ကပေးတဲ့ဗီဇာဖြစ်တဲ့အတွက်အလုံးမလုပ်လို့မရပါဘူးဒါတော့ကျွန်တော်တို့ကဒီလူပဲအလုံးလုပ်တယ်လို့ရှင်းရပါမယ်လုပ်တယ်တကယ်စက်ရုံတွေမှာတကယ်အလုံးလုပ်တယ်တကယ်လက်ထီးကောင်းတဲ့လူတွေတော့ပြဿနာမရှိပါဘူးတချို့ကဗီဇာပဲယူလာပြီးတကယ်အလုံးမလုပ်တဲ့လူတွေအတွက်ကိုကျွန်တော်ပြပြပေးဖြစ်ပါတယ်အဲ့တော့ဒါတွေကဘာချက်လက်တွေပြည့်စုံရမလဲဆိုတော့ကျွန်တော်တို့လုပ်သမားတွေမှာပထမတစ်ချက်က work permit ရှိပြီ okay work permit ရှိပြီ visa ရှိပြီအဲ့ဒီခုနဲ့ကျွန်တော်တို့ကမပြီးဆုံးသေးဘူးအဲ့ work permit ရှိပြီ visa ရှိပြီကျွန်တော်90 day report လို့ခေါ်တယ်ရက်90ပြည့်တိုင်းမှာထိုင်းနိုင်ငံမှာနေထိုင်တဲ့ရက်90ပြည့်တိုင်းမှာ report တက်ရတယ်90 day report လို့ခေါ်တဲ့ရက်90တုံးထူတယ်ပေါ့ဒီရဲ့90 day report ရက်90တုံးလေးကိုလည်းကျွန်တော်တို့ပြည့်စုံအောင်ဖြည့်ထားရမယ်နောက်ပြီးရင် TM13 လို့ခေါ်တဲ့ exin တိုင်တာပေါ့နော် exin တိုင်နေဆိုတာကတကယ်တော့ကျွန်တော်တို့ကလုံးလို့မရဘူးထိုင်းလူမျိုးအိမ်ရှင်ကနေပြီးတော့ကျွန်တော်တို့ရဲ့ data အချက်အလက်တွေယူပြီးတော့သက်ဆိုင်ရာရုံးမှာသူတို့တိုင်ရတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုပဲဖြစ်ကိုတကယ်တနေရာမှာနေပြီးငှားထားပြီးစာချုပ်ချုပ်ထားပြီးတော့ကောင်းဒီတိုင်းပဲငှားနေရတော့ကောင်းအိမ်ရှင်ကိုလူဒီပိုင်းလောက်ထားရမယ်ကျွန်တော်တို့exin တိုင်ပေးပါတကယ်လို့ကျွန်တော်တို့ကပြေးထားအချက်အလက်တွေပြေးထားရတဲ့နေရာမှာမတိုင်ရင်အဲ့ဒီပြဿနာအိမ်ရှင်ရှင်းရမယ်အဲ့တော့ကျွန်တော်တို့ကဘာတွေပြည့်စုံမှုလို့ဆိုလဲဆိုတော့ပထမချက်က passport စာအုပ်ရှိရမယ် passport စာအုပ်ထဲမှာနေထိုင်ခွင့်ဗီဇာရှိရမယ်
နော်ဒါကကျွန်တော်တို့ဘယ်မှာပဲနေဒီနှစ်ခုရှိတယ်ဆိုကျွန်တော်ဘယ်မှာပဲနေရတယ်အဲ့ဒီအောင်မှာကျွန်တော်ထပ်ပြီးဗာပြေးဆောင်လုပ်ရမယ်ဆိုတော့ work permit ရှိရမယ်ဒီ work permit ထဲမှာရှိနေတဲ့အလုပ်ရှင်နဲ့ကိုယ်တကယ်လုပ်နေတဲ့အလုပ်ရှင်နဲ့အကိုင်းယူလို့ရှိရမယ်တကယ်လို့ကိုင်းယူမရှိဘူးဆိုရင်လည်းကျွန်တော်တို့ကဒါကိုရေပတ်တယ်လို့ညှိနှိုင်းပြီးဖြည့်ဆိုလို့ရတယ်ပေါ့နော်ပြီးရင်ရေ90လို့90လို့ပို့လို့ခေါ်တဲ့ရေ90တုံးပြီးပြအောင်ပြည့်စုံအောင်တင်ထားရမယ်အဲဇင်းတိုင်ထားရမယ်အဲ့ဒီအချက်တွေပြည့်စုံပြီဆိုကျွန်တော်တို့အနေနဲ့ထိုင်းနိုင်ငံလုံးမှာဘယ်နေရာကိုပဲသွားဘယ်နေရာမှာပဲအစစ်စေးခံရကျွန်တော်တို့ကောင်းကောင်းဝင်ပြန်တယ်ပြောဆိုပြီးတော့ဖြည့်ရှင်းလို့ရတယ်ဒါကကျွန်တော်တို့အလုပ်သမားတွေအနေနဲ့ပြည့်စုံအောင်ပြုလုပ်ထားရမယ်အချက်တွေအဲ့တော့ပြီးတော့ကိုမှwork permit ကဘယ်နေရာမှာလုပ်လဲဆိုကျွန်တော်တို့လုပ်ငန်းဝင်ထဲမှာလာရှာဖွေစစ်စေးတဲ့ခါမှာမိရဆိုမှာ work permit ကိုပြစရာလိုမယ်တကယ်လို့လမ်းမှာသွားနေလမ်းနေနဲ့ဆင်ကျွန်တော်တို့ passport နဲ့ visa နဲ့ပြရင်လုံလောက်ပါတယ်အဲ့တော့ passport နဲ့ visa နဲ့ကိုမှ passport နဲ့ visa နဲ့ရှိတာကိုလည်းတီးဖို့လိုသလိုပြတတ်ဖို့လည်းလိုတယ်ပြောတတ်ဖို့လည်းလိုပါတယ်တချို့က visa မျိုးစားကိုလည်းမသိသလိုဘာပြောရမလဲမသိဘူးတခုခုဆိုရင်ကြောက်တယ်တုံတယ်ဒါမျိုးတွေဖြစ်စရာမလိုပါဘူးကျွန်တော်တို့ကဒီနိုင်ငံမှာတရားဝင်လည်းနေတယ်တရားဝင်ခွန်ပေးတယ်တရားဝင်ထောက်ထားရလုပ်ပြီးတော့တရားဝင်နေထိုင်နေတာဖြစ်ပါတယ်အဲဒါကြောင့်စစ်စေးမြင်တဲ့ခါမှာကျွန်တော်တို့တွေကိုယ့်ရဲ့အထောက်ထားတွေဒီချပြမယ်ကိုယ့်ရဲ့ visa တွေဒီချပြမယ်ဒီချပြောရဲဆိုရင်ဒါအားလုံးပြည်ပြည်လေးပြီးဆုံးသွားမှာဖြစ်ပါတယ်ဒီဟာကဘာကြောင့်ကျွန်တော်ဒီလိုဗီဒီယိုလုပ်ပြီးပြောရလဲဆိုတော့တချို့စာနဲ့ရေးနားမလဲတာတဘုံပေါ်တာဖြစ်နေမှာဆိုတော့ကျွန်တော်အသေးစိတ်လေးကိုဒီချပြောပြပြီးတာအခုချိန်ဒီမှာနေရာတော်များများစစ်ဆေးပါတယ်ဟိုမြို့နယ်တော်များများလည်းစစ်ဆေးနေပါတယ်စီမံချက်လည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကိုမှရှိရထောက်ထားတွေကိုပြေဆုံးသွားယူဆောင်ပြီးတော့စစ်ဆေးတဲ့အခါမှာကောင်းအောင်ပြရင်ဘာမှအဆိုရင်အကြောင်းကြားစရာမလိုပါဘူးနောက်တစ်ချက်ကဒီ passport တွေကကျွန်တော်တို့အနေနိုင်ရာအဆောက်အဦအပြင်ထွက်တာနဲ့တည်သွားရပါမယ်တကယ်လို့အဲ့ဒါမပါရင်ဥပဒေအရကောကျွန်တော်တို့အရေးယူခွင့်ရှိပါတယ်ဒဏ်ငွေဆောင်ခိုင်းခွင့်ရှိပါတယ်အဲ့ဒီဟာလေးတွေလည်းသိရှိနားလည်ဖို့လိုပါတယ်နောက်ထပ်အသေးစိတ်သိချင်တာရှိရင်ကျွန်တော်တို့လာချက်ပေါင်းမှာဆိုတော့ဒီ comment မှာတော့မေးလို့ရပါတယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ visa အမျိုးအစားတွေအကြောင်းရယ်လိုက်နာရမယ့်ဟာလေးတွေရဲ့ဥပဒေတွေရဲ့ကျွန်တော်ဒီ blog တွေမျှဝေပေးပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျ